ပေါ်မှာကြီးမားလာစွာမြတ်တာပွားအယုနာထားချစ်အားတန်ညာမိတာချစ်ခင်ရှာသောမြတ်တာကျွေးပွေပြုစုလာယူရကျင်နာငယ်စဉ်တို့ခါရင်မာပိုက်ခါတွေးနှုတ်ယူကျွေးမွေလာကြမိဘတို့မှာမိဘတို့မှာအေးတိုက်ရလူအော်တဲ့ဆိုပြီးကအိပ်ပါလူကလေးမဲ့ရဲ့သွေးစိတ်ချမ်းသာအိပ်ပါတော့မှာအိပ်ခါပြောတပါတာလာလေးရဲ့မြင်တာမိခင်မာတာစိတ်စိတ်ကြည့်ရင်သာနှလုံးအိမ်တွင်ချစ်ချင်းမြတ်တာတစ်ဖြတ်ဖြတ်ရိုက်ခတ်ပေါ်လာပြန်တာတီရာရည်စင်ပမာအသွေးသွေးစီကြလီတာရှေးလူလေးပြီးတော့အခါရာတကြိုတိုင်းမဟာဘယင်မိမသားရသူသားလာရဲ့နာအဖကူသာသတ်မဲ့သားလို့ဘုံတော်များဟောကြားခဲ့တာမရင်ဘယင်ကြီးမှမချလို့ပါမချလို့ပါဘယ်လိုလျော့သတ်ပါသေးတော့မလျှော်သောမြတ်တာတွေပါတီရာရည်စင်မမကသွေးသွေးစီကြလီတာဘယင်ပိမသားလားချစ်လာတဲ့ဘယင်ကြီးခမညာရင်နှစ်သိချာဒါတော်ရဲ့ဝေဒနာကိုသာတတ်သားစေဖို့အာကတွေထဲမှာသွင်းနာငုံခါအနာပြီမဲ့လီတော့ခါအာကတွေထဲမှာပေါက်ပြန်လီတော့ကြီးမားတဲ့သူမြတ်တာ